လာမယ့် MSL Season 3မှာအသင်းတွေရဲ့ဂိုးလိမ်နာတို့ကတော့နည်းနည်းစိတ်ဝင်စားစရာကောင်းတယ်ဗျမြန်မာနိုင်ငံမှာဂိုးလိမ်နာကောင်းတွေအများကြီးရှိတယ်အထဲမှာ AI Sport ရဲ့အရှစ်တော်လေးအလီဒါ Public Agent ဖြစ်နေတဲ့ Zippy လကားနောက်တာပါ Free Agent ဖြစ်နေတဲ့ Zippy ကျွန်တော်တုံးပြမယ်ဆိုတဲ့ M Series အတွေ့အကြုံအများကြီးရှိတဲ့ Stitch မိတ်လိမ်နာတစ်ဖြစ်လဲလူတိုင်းအားကြတဲ့ Falcon အတင်းရဲ့ထောက်တိုင် Benny သူတို့နဲ့ပတ်သက်ပြီးကြားနေရတာတွေနည်းနည်းရှိတယ်လက်ရှိ MSL ရဲ့ Play 4ထဲမှာ Mighty C အနေနဲ့ Juno နဲ့လမ်းခွဲထားတဲ့အတွက် Mighty C ရဲ့ဂိုးလိမ်နာတို့ကလွတ်နေရအမှန်ပဲ Falcon အနေနဲ့လည်း Sanji ရှိရဆိုပေမဲ့အကယ်၍ Sanji နဲ့လမ်းခွဲခဲ့ရင်တောင်ကြားထားတဲ့ rumor တွေအရ Benny တို့လို quality player တွေရှိသေးတယ် YG ကတော့လောလောလတ်လတ် M7 ပြိုင်ထားတယ်ဆိုပေမဲ့ community ထဲမှာ YG အနေနဲ့ Stitch ထွက်ခွာတော့တာမျိုးဒါမှမဟုတ်ရင် YG disband ပြီးတခြားအတင်းတစ်ခုအနေနဲ့ပြန်မြင်ရနိုင်တယ်ဆိုပြီးတော့လေဒီ Superstar team မှာကြားနေရတယ် AI အနေနဲ့ကျတော့ဂိုးလိမ်နေမကပဲ Jungle တို့ Rune တို့ကအစပြောင်းလဲနိုင်ချေများတယ်ဒီနေရာတွေကိုတခြား big naming player တွေလည်းဝင်ရောက်လာနိုင်တယ်အဲ့တော့အားလုံးကိုဖယ်ထားလိုက်မယ်ဆိုရင် Mighty C ရဲ့လွတ်နေတဲ့ဂိုးလိမ်နာတို့ဘယ်သူဝင်လာမလဲဆိုတာတော့စိတ်ဝင်စားစရာကောင်းတယ်အလီဒါပဲ Mighty C နဲ့အတူတူအမြင့်ကိုပြန်မလားဆိုတာတော့စောင့်ကြည့်ရမှာပဲဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲဘာလို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်ကျွန်တော်ခိုးပြီးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ bye bye